မင်္ဂလာပါရှင် welcome back to Rose Little World ဒီနေ့ကတော့ဝါဆိုတင်ငယ်ကပ်ဖို့အတွက်စင်ကာပူမှာရှိရဲ့မြန်မာဘုံကြီးကျောင်းလေးတစ်ကျောင်းရောက်နေပါတယ်ဒီကျောင်းလေးကတော့ဒူဘိုင်းမှာရှိရပါတော့ဒူဘိုင်း MRT ကနေဆိုလို့ရှိရင် bus stop တစ်ဆင့်ထပ်စီရပါတယ်ဘုံကြီးကျောင်းရောက်ဖို့ပေါ့နော်အများကြီးတော့မရောက်ဖြစ်ဘူးပေါ့နော်ဒီမွေးနေ့တို့လိုမျိုးဝါဆိုတင်ငယ်ကပ်တို့လိုအခါရီမှပဲရောက်ဖြစ်ပါတယ်ဒီကျောင်းလေးကလေမြန်မာဘုံကျောင်းတွေမှာတော်တော်လေးကျယ်တယ်ပြောရမယ်ပေါ့နော်ဒူဘိုင်းရွာကျောင်းလေးကရန်လေးအေးချမ်းပါတယ်ပတ်ဝန်းကျင်ရလဲနီအခုဟာဆိုတင်ငယ်ကပ်ဖို့အတွက်ဘုံဘုံတို့စီစဉ်ပေးရပေါ့နော်အဲ့လိုစီစဉ်ပေးရအတွက်လည်းဘုံဘုံတို့လည်းကျေးဇူးတင်ရပါတယ်ဒီမှာလေတရားထိုင်တာတို့ဖျားရှိခိုးတာတို့ကြည်ကြဲဝုန်းဝုန်းလေးနေလို့ရတော့ပို့ပြီးတော့အဆင်ပြေလို့ပြောရမလားပဲအတန်နေလည်းမဆူညံအောင်ပေါ့နော်ပေးပတ်ဝန်းကျင်ရလဲတရားဖျားရှိခိုးပထန်ရွတ်ပူဇော်ခဲ့ပေါ့နော်ဒါသိန်းတို့ကတော့ဒီတင်ငန်းပရိက္ခရာအစုံပေါ့နော်အဲ့ဒါလေးကိုဘုံဘုံတို့စီစဉ်ပေးမှုနဲ့ကတ်လို့ပူဇော်ပေးခဲ့ပါတယ်ပုံမှန်ဒီကိုလာပြီးတော့ဘုံဘုံတို့ကြောင်ပူဇော်တဲ့သူတွေကိုလည်းလေဘုံဘုံကဒီလိုမျိုးပြန်ကြလို့ရှိရင်ပြိတ်ကျိုးလေးပတ်ပေးလိုက်တယ်ပေါ့နော်ဒါတော့တဲ့ဒုတိယမြောက်ပါကျိုးလေးပါလွန်ခဲ့တော့4နှစ်5နှစ်လောက်ကတော့ကျိုးလေးတချို့ပတ်ပူသေးတယ်ဒီမှာပဲပေါ့နော်အခုကတော့ဒုတိယအကြိမ်ပါဒီဘေးနားမှာလည်းပြည့်ရည်ဘူးလေးထားပေးထားတယ်ဘုံဘုံတို့ကအစင်းသင်းပေါ့နော်လာပူဇော်တဲ့သူတွေအတွက်ဒါကတော့ဒုတိယတက်ပါဒုတိယတက်ကတရားထိုင်မှုအတွက်ပေါ့နော်အပတ်စဉ်တနင်္ဂနွေနေ့ဆိုလို့ရှိရင်လည်းပုံမှန်လာပြီးတော့တရားအားထုတ်တဲ့တရားထိုင်တဲ့သူတွေရှိပါတယ်ဒါမှမဟုတ်ကိုအားတဲ့အချိန်တွေဆိုလို့ရှိရင်လည်းဒီဒုတိယတက်မှာလာပြီးတော့တိတ်တိတ်ဆိတ်ဆိတ်အေးချမ်းနေပေါ့နော်ဒီမှာတရားထိုင်တရားမှတ်လို့ရတယ်ပေါ့နော်ခုရတဲ့အပေါ်ဆုံးတက်ကိုရောက်နေရပါပေါ်ဆုံးတက်ကလေဒီ view လေးလည်းအရန်လာတယ်ပေါ်ဆုံးတက်လို့မပြောရအောင်ပေါ့နော်ဘေးနားမှာတိတ်အခုရက်နေတဲ့အချိန်ကတော့နေရန်ပူနေတော့ဒီအောက်ကကျွေပြားကြီးကတော်တော်လေးပူတယ်အဲ့ဒါကိုမနေ့ရက်ပြီးလမ်းလျှောက်နေရပါတော့ညနေနေအေးတဲ့ချိန်လို့ဆိုရင်တော့လေအရန်ตายရတယ်ဒီလားလေလေးရတဖြူးတိုက်ပြီးတော့ဒီအပေါ်တက်လေးရလေပေါ်ဆုံးတက်ကပြီးတော့တင်ပိုက်စာလို့ဒီ Starbucks မှာ coffee နဲ့ cake လေးပဲလာစားပြတယ်ဒါကဒီဖုနာဘုံကြီးကျောင်းရဲ့နည်းနည်းချင်းဆိုင်လမ်းတစ်ဖက်မှာပဲရှိရပါတော့ကိုက lemon loaf ပါတင်ရန်ကြိုက်တယ်ဒီ lemon loaf လေးကို Starbucks ကလေ lemon loaf လေးရတယ်တော်တော်လေးစားလို့ကောင်းတယ်ဒီလားcoffee နည်းနဲ့တွဲစားရင်ပိုပြီးတော့ကောင်းတယ်အဲဒါကြောင့်တင်အများဒီ coffee နဲ့ lemon loaf ကိုတွဲပြီးတော့စားဖြစ်တယ်ပေါ့နော်ပြီးတော့မှပဲတိန်တို့ထမင်းစားဖို့ထပ်သွားလိုက်မယ်ပေါ့နော်ကိုရဒါလေးနဲ့အရင်စားပြီးစားလိုက်ပါမယ်စိတ်ပင်ပန်းစရာတွေရှိနေရင်လည်းဒီလိုမျိုးဖျားရိတ်ကလေးကိုရောက်သွားရဲဆိုလို့ရှိရင်အလိုအေးချမ်းပြီးတော့energy ပြန်ရတယ်လို့ခံစားရတယ်ပေါ့နော်တင်ရတော့ခုဝါရင်ကာလာမှာလည်းဒီအားလုံးလည်းစိတ်အေးချမ်းပါစေတရားတွေလည်းပို့ပြီးတော့အားထုတ်နိုင်ပါစေလို့ဆုတောင်းပေးပါတယ်ဒီနားလေးကလေဆိုင်လေးလည်းများတယ်ဒီလားဒီဒူဘိုင်းမြန်မာဘုံကြီးကျောင်းဘေးနားလေးမှာလေခုချိန်ကတော့ဒီကျောင်းစင်းချိန်ဖြစ်နေတော့ဘေးနားမှာကလေးလေးတွေကတော့ဒီက park လေးမှာလာဆော့နေကြတာပေါ့နော်ဒီ Starbucks ရဲ့ဘေးနားမှာလည်း Indian restaurant တခုရှိရဲအဲ့ဆိုင်လေးလည်းစားလို့ကောင်းတယ်ပေါ့နော်အဲ့ကဒီ chicken masala တို့ဘာလို့လဲကောင်းနေစားလို့ဘေးနားလေးကတော့ဆိုင်နေရပြီးတော့ကျောင်းရှော့မောလေးရှိတော့လေတော်တော်လေး convenient ဖြစ်တယ်ပေါ့နော်သွားရတာတိန်တို့ခုမြန်မာစာလေးစားချင်တော့
City Hall ဘက်ကိုသွားမယ်ပေါ့နော် City Hall ဘက်ကို bus က direct ရောက်တာဆိုတော့ bus လေးပဲစီးသွားလိုက်ပါမယ်ဒီ day of day ဆိုလို့ရှိရင်အများကြီးမြန်မာစားမစားရမနေနိုင်ပေါ့နော်ကိုကတော့ City Hall မှာတက်ဒီ City Hall ဘေးက Funan Mall လေးကိုပဲသွားပြီးတော့အဲ့က rooftop မြန်မာဆိုင်လေးကိုပဲသွားလိုက်ပါမယ်ဘတ်ကတော့လေမိနစ်30လောက်တော့စီးရမယ်ဒီချိန်ကဒီကြောင်စင်းချိန်ရုံစင်းချိန်မျိုးဖြစ်နေရောလေလူကတော့များမှာဘတ်ပေါ်မှာပုံမှန်ဆိုတဲ့ကလေ MRT ပဲစီးဖြစ်တယ်ဘတ်တွေတိတ်တော့မစီးဘူးခုကတော့တစ်စင်းနဲ့ရောက်တယ်ဆိုတော့စီးလိုက်ပါမယ်နော် Okay shall we go ရောက်ပါပြီFunan Mall ရဲ့ rooftop မှာရှိရဲ့ဒီ upper house မြန်မာဆိုင်လေးပေါ့နော်ဆိုင်ထဲဝင်ခင်အရင်ဆုံး rooftop လေးကိုပတ်ပြီးတော့ကြည့်ရအောင်နေလဲရိတ်သွားပြီဆိုတော့လေလေးလည်းအေးအေးတိုက်တယ်ပြီးတော့အရန်တာရတဲ့ဒီနားလေးကလေညနေဘက်ဆိုလို့ရှိရင်အဲ့လိုမျိုးဒီ rooftop ကိုပဲတက်လာထိုင်ပြီးတော့ပန်းဖြေကြတဲ့သူတွေရှိတယ်ဒီဘက်ဘေးလေးမှာလည်း futsal ဘောလုံးကွင်းလေးရှိရပေါ့နော်ဒီ rooftop ကနေပဲ fireworks တွေပါတွေသူတို့လုပ်ရင်လည်းကြည့်လို့ရတယ်ပေါ့နော်ညနေဘက်ဆိုလို့ရှင်တော့အရန်ထိုင်လို့ကောင်းတဲ့နေရာလေးပါ Okay let's explore the viewဒီ upper house ကလေတင်စဖွင့်ကြတဲ့ကတော့ရောက်ဖြစ်တယ်ဒီ soft opening လောက်တည်းရပါတော့။တဲ့ရလို့မြန်မာဆိုင်နေလိုက်စားရကြိုက်တော့လေလိုက်စမ်းကြည့်ရနဲ့ဒီမှာကျတော့ဂျီအိုနာမည်ကြီးတယ်ဂျီအိုကရန်ဆောက်လို့ကောင်းတယ်ပြီးတော့ဒီအကျော်လော်လေးတွေပေါ့နော်ဒီချက်6ဆက်တို့ငရှင်း6ဆက်တို့အဲ့ဒါလေးလည်းအရန်ကောင်းတယ်အခုတော့ဒီဘက်မှာတော့ထိုင်လို့ရတယ်ပြီးတော့ဟိုဘက်မှာလည်း garden view အနေနဲ့ထိုင်လို့ရတဲ့နေရာလေးရှိသေးတယ်ဒီတော့ဒီထဲပဲဝင်ထိုင်လိုက်တော့မယ်ပေါ့နော်ဒီနေ့ကတင်းတို့ရောက်တာနည်းနည်းစောသွားတဲ့အတွက်လူရှင်းနေသေးတယ်ပေါ့နော်အဲမှာ unplug တွေပါလည်းရှိရဲအဲ့ဒါတော့စနေနေ့လားမသိဘူးဒီနေ့တော့မရှိဘူးဟုတ်တယ်ဒီမှာလေလို family လိုက်လာတာတို့ဟိုလိုတငယ်ချင်းတွေအများကြီးလာတာ gathering လာလုပ်တာမျိုးတို့ဆိုလို့ရှိရင်ပို့ပြီးတော့ပျော်စရာကောင်းတယ်ပေါ့နော်ထိုင်လို့လည်းကောင်းတယ် chill လို့ကောင်းတယ်ပေါ့နော်ဒီအများစုကတော့ private event လေးလာလုပ်တာများတယ် wedding reception တို့ဒီ birthday party တို့အများစု private လုပ်ကြရပေါ့နော်နေရာလေးကလည်းတက်တောင့်တက်တာဖြစ်တယ်ပြီးတော့ MRT နဲ့လည်းနီးရယ်ဆိုတော့လေတွားလာလည်းစင်ပြေရယ်ပြီးတော့လူနည်းစုလုပ်မယ်ဆိုလို့ရှိရင်ဒီအကျယ်ဝန်းလေးကလည်းconvenient ဖြစ်တယ်ပေါ့နော်
ပြီးတော့ဒီမှာကျတော့လေ menu ရမ်းများတယ်ရွေးချယ်စရာများတယ်ပေါ့နော်အဲ့တော့လူများနဲ့လာလို့ရှိရင်ကိုမတူတာလေးများမှာလို့ရတာပေါ့နော်ပြီးတော့ beverage တွေလည်းရွေးချယ်စရာ options တွေအများကြီးရှိပါတယ်Okay တိတ်တော့မှာဒါဟာလေးရောက်ပါပြီထမင်းပေါင်းရဲ့ဒါလေးကတော့ကြက်60ပေါ့နော်တဲ့ရဲ့ all time favorite ပါဒီကိုရောက်တိုင်းဒါကတော့အမြဲတမ်းစားရပါတယ်ထမင်းနဲ့ကြက်60စားရမ်းကြိုက်ပါတယ်ဒါလေးကတော့အသားလုံးချိုချင်းဒါကတော့အခုမှစမ်းမှကြည့်ရပါမစားဘူးတခါမှတော့လေဒါပေမဲ့စားလို့ကောင်းမဲ့ပုံလေးပါပဲဟင်းပွဲလေးရလေ portion လည်းများတယ်တင်းကတော့အများစုထမင်းမဲလာစားဖြစ်တာများတယ်ပေါ့နော်ဒီထမင်းနဲ့ဟင်းနေစားဖြစ်တာပို့ပြီးတော့များတယ်ဒီဆိုင်မှာဆိုလို့ရှိရင်လေဒါလေးကတော့တင်းတို့ထပ်မှာလိုက်တယ်လက်ဖက်စားခြင်းလို့ပေါ့နော်လက်ဖက်ရယ်ပြောင်းဖို့ရယ်လေးပဲမှာထားတာပေါ့နော်အကျော်လော်တွေတော့မပါဘူးပြီးတော့ဟိုဘက်ကအမဲကြောက်ကြော်မဲကြောက်ကင်လေးပေါ့နော်အဲ့ဒါလေးပါပဲစားပါတော့မယ်ဒီနေ့ကတော့အခုမှထမင်းစားဖြစ်တာပေါ့နော်ဒါပေမဲ့ထမင်းမစားခင်မှာလို့မုတ်တေစားပြေစားထားတော့လေဘိုက်ကတိတ်တော့မစားနေဘူးအဲ့တော့သူများကိုနည်းနည်းထမင်းခွဲပေးလိုက်ပါမယ်စားချင်မစားချင်စားလိုက်ပါခဲတဲ့ကတော့ထမင်းစားမယ်ဒီမှာလေတဲ့အများလို့ထမင်းစားချိန်ညနေပိုင်းလေးပို့ပြီးတော့လာဖြစ်တယ်ဒီမှာပြောမာလာရှန်ကောလဲရတယ်မာလာရှန်ကောလဲတင်ကြိုက်တယ်ပြောကြေးဥကတော့ပိုကြိုက်တာပေါ့နော်ပြောစိတ်လက်ဖတ်ထောင်းလေးလည်းကောင်းတယ်ဒီဆိုင်မှာလေစိတ်လက်ဖတ်ထောင်းရနာမည်ကြီးအဲ့ဒါလေးတော့ရမ်းကြိုက်တယ်ခေအသားလုံးလေးကိုစပြီးတော့ try ကြည့်မယ်ပေါ့နော်အခုမှစားဘူးတာဆိုတော့စားကြည့်ပါမယ်တဲ့ရလို့ချိုချင်နေတတ်လေအဲ့လိုချင်းဆက်တွေပါကိုပို့ပြီးတော့ကြိုက်တယ်ချင်းဆက်တွေပါပို့ပြီးတော့စားဖြစ်တယ်ပေါ့နော်မဆိုးပါဘူးကောင်းပါတယ်စားလို့အဆင်ပြေရပေါ့နော်ချိုချင်ရတာလေးလည်းဖြစ်တယ်ပြီးတော့အသားလုံးကဝတ်သားလုံးထင်တယ်အသားလုံးစားလို့ကောင်းတယ်ပြီးတော့ဒါအသိဟဲ့အကြိုက်ဆုံးချက်60ကိုတော့ထပ်ပြီးတော့စားရမယ်ပေါ့နော်ပုံမှန်ဆိုလို့ရှိရင်လည်းအဲ့လိုချက်60တမျိုးရဲနဲ့ထမင်းစားတယ်အဲ့လိုကြိုက်လို့ပေါ့နော်အဲ့ပြီးအဲ့ချက်60လေးကိုတယောက်တည်းစားပေါ့သူများနဲ့လည်းတိတ်မရှိဘူးဒါလေးကတော့အမြဲစားဖြစ်တဲ့ဟာလေးပါဆိုင်လေးကလေဖူနန်မောကိုတက်လိုက်လို့ရှိရင်တွေ့ချင်းညာဘက်ကဒီ lift ကနေတက်ရပေါ့နော်တက်ရင်9လွာကိုနှိပ်လိုက်ပြီးဆိုတော့9လွာ rooftop မှာရှိပါတယ်တခြား lift တွေကတက်လို့ရှိရင်အဲ့9လွာကိုတိတ်မရောက်ဘူးပေါ့နော်အဲ့တော့ဖူနန်မောဝင်ချင်းညာဘက်ကနေ lift လေးကတက်ရင်တော့တန်းပြီးတော့ရောက်ပါတယ်ပြီးတော့ City Hall MRT ပေးမှာပဲဆိုတော့သွားလာလည်းအဆင်ပြေရဲ့ဒီမှာလေအဲ့လို alcohol beverage တွေလည်းစုံနေပေါ့နော်တင်းရတော့မ try ဘူးဒီ alcohol beverage တွေရောလीbeer တွေ cocktail တွေလည်းတော်တော်လေးစုံလေးရတယ်ဒီမှာနောက်ထပ်ကြိုက်တာလေးရလေဟိုတချင်းလေးနားထောင်လို့ရပါဘောနော်မြန်မာတချင်းတွေပုံမှန်ဆိုတဲ့သူတွေလည်းရှိရဲတခါလေးအဲ့လို live band လေးတွေလည်းရှိရောကိုကြိုက်တဲ့တချင်းလေးလည်းတောင်းလို့ရတယ်တဲ့ကမြန်မာတချင်းတွေနားထောင်ရကြိုက်တော့ပို့ပြီးတော့လာဖြစ်တာပေါ့နော်ဒီမှာတချင်းလေးနားထောင်လိုက်စားလိုက်ဆိုတော့အဲ့ဒါလေးကိုပို့ပြီးတော့သဘောကျပါတယ် Okay ဒီနေ့ vlog လေးကတော့ဒီလောက်ပါပဲတိတ်လို့လည်းအခုစားပြီးတော့ပြန်တော့မယ်ပေါ့နော်ဆုံးနေကြည့်ပေးရတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်နောက်ထပ် update လေးလည်းတင်ပေးပါဦးမယ် Please don't forget to like and subscribe as well Thanks for watching Bye bye See you in next video